အမျိုးသမီးဖြစ်သူသည်အိယာခင်များတင်းစီနေစဉ်သူမပိုင်မဟုတ်တော့နာကတစ်ဖက်ကိုမမျှော်လင့်ပဲတွေ့ရှိခဲ့ပြီသို့တော်သူမသည်ပြဿနာရှာပြီးစူပူတောင်းကျမ်းခင်မပြုခဲ့ပြီထို့အစားသူမခင်မွန်မကြာခဏပန်းမာယူလေးရှိသည့်ပန်းဆိုင်မှတစ်ဆင့်ခင်မွန်ဖြစ်သူပန်းများပေးပို့လိရှိသောအိမ်မြောင်မရ၏လစ်စာကိုစုံစမ်းသိရှိခဲ့ပြီးအလုခွင်သို့တွားရောက်ရှာဖွေခဲ့ပြီသူမသည်တစုံတစ်ခုလာရောက်ပြန်ပေးခြင်းဖြစ်သည်ဟုလင်ညာပြောဆိုကနာကတ်ကိုထို့အမျိုးသမီးထံလက်ရောက်ပေးရပြီးတတိပေးခဲ့ပြီမမျှော်လင့်ပဲထို့အိမ်မြောင်မရကသူမဟာကြွားဝါရနှင့်လင်မယားကွာရှင်းစရန်ရည်ရွယ်ချက်ဖြင့်နာကတ်ကိုတမင်တကာခြံထားခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီထို့နောက်ပိုးရအံ့ဩစရာကောင်းသည်မှာဇနီးဖြစ်သူသည်သူမ၏ခင်မွန်းကိုကောင်တာသို့လမ်းခေါ်ကကျမတို့အိမ်တော်တက်30နှစ်ရှိပြီဖြစ်ကြောင်းလက်စွပ်မှာအနာအစာပါရီရဲ့လဲချင်းကြောင်းသူတို့ရှုပ်ခွက်ချက်ကိုဇနီးဖြစ်သူတိထွားမှစိုးအိမ်ကြောင်းဟုလင်ညာပြောဆိုခဲ့ပြီခင်မွန်းဖြစ်သူမှလည်းအလျက်မြန်ပင်ဒေါ်လာ2 တန်းလက်စွပ်တကွင်းကိုဇနီးဖြစ်သူတို့ဝယ်ပေးခဲ့ပြီဇနီးဖြစ်သူသည်သူမ၏ခင်မွန်းမှာနောင်တရနေတယ်ဟုထင်မှကနောက်ထပ်အခွင့်အရေးတစ်ခုပေးရန်ဆုံးဖြတ်ခဲ့ပြီသို့တော်နောက်တနေ့တည်းဇနီးဖြစ်သူသည်အသစ်ဝယ်ထားသောလက်စွပ်ကိုတန်ဖိုးထိန်းသိမ်းရန်နှင့်ခင်မွန်းဖြစ်သူနှင့်အတူတုံသောဘေကင်းလုံးကျုံဒီဒေတာထဲသို့ထိုင်ရန်အတွက်ဗန္ဒာရေးအကြံပေးထံတွားရောက်သောအခါထိုလက်စွပ်မှာအတုဖြစ်ကြောင်းသိခဲ့ရပြီ၎င်းအပြင်သမီးဖြစ်သူအတွက်စုဆောင်းထားသောဒေါ်လာ5 တန်းအနံငွေကိုလည်းခင်မွန်းဖြစ်သူကအကုန်ထုတ်ယူသွားကြောင်းသိလိုက်ရပြီထိုအခါမှအမျိုးသမီးသည်ပုံမှန်မဟုတ်သောအခြေအနေကိုရိပ်မိသွားတော့ပြီသူမသည်လွန်ခဲ့သော10နှစ်အတွင်းခင်မွန်းဖြစ်သူပေးခဲ့သောလက်ဆောင်ပစ္စည်းအလုံးကိုတန်ဖိုးဖျက်ဆီးခံရအားလုံးမှာအတုများသာဖြစ်ကြောင်းသိခဲ့ရပြီသမီးဖြစ်သူအားပေးထားသောလုံခြုံရေးသော safety lock ပင်လည်း stainless steel ပြုလုပ်ထားခြင်းဖြစ်သည်ထိုအချိန်ကျမှသာသူမ၏ခင်မွန်းသည်ရုံညံသောလူစားမျိုးဖြစ်ကြောင်းအမျိုးသမီးကသဘောပေါက်သွားတော့ပြီကွာရှင်းခြင်းမပြုမီသူမပိုင်ဆိုင်သမျှကိုပြန်လည်ရယူရန်အတွက်အမျိုးသမီးသည်သူမ၏ခင်မွန်းအားလိမ်လည်ခံရခြင်းလေအရာသာကိုပြန်လည်မိဆန်းစီရန်ဆုံးဖြတ်ခဲ့ပြီထို့ကြောင့်သူမသည်ငွေအမြောက်များအကုန်ကြခံကတငယ်ချင်းဖြစ်သူအားလာရောက်လဲပါသည်ချမ်းသာသောကွာရှင်းပြည့်စဲထားသောအမျိုးသမီးဖြစ်တဲ့ဟန်ဆောင်ပေးမိခင်သူကိုငှားရန်ခဲ့ပြီဒေါ်လာ2 တန်းနိုင်ယူဝတ်ထားသောထိုတထေးမကိုမြင်သောအခါရုံညံသောခင်မွန်းသည်စိတ်လှုပ်ရှားသွားတော့လေရင်ထဲတဲ့တန်တရားအနေငယ်ရှိနေသေးပြီသို့တော်ထိုတထေးမကလမ်းဘေးအမိုက်ကောက်သောဦးလေးကြီးအားထိုနာရီကိုအလွယ်တကူလက်ဆောင်ပေးလိုက်သောအခါတွင်မူသူ့ရဲ့စိတ်လှုပ်ရှားမှုကိုမထိန်နိုင်တော့ပေသူသည်ထိုတထေးမထံမှချက်ချင်းပင်ဒေါ်လာ3 သိန်းရင်းနှီးမြှုပ်နှံခဲ့ပြီမမျှော်လင့်ပဲနောက်တစ်နေ့တွင်တထေးမကသူ့အားဒေါ်လာ2 သိန်းပြန်ပေးခဲ့ပြီထိုအချက်ကသူအားတထေးမအပေါ်အပြည့်အစုံယုံကြည်သွားစေကသူမနဲ့ပူးပေါင်းလုပ်ဆောင်ရန်ထပ်တလဲလဲတောင်းဆိုခဲ့ပြီသို့သောတထေးမကသူအားစီမံကိန်းတစ်ခုမှာဒေါ်လာ25 တန်းလိုအပ်နေသည့်ကြောင့်ရန်ပုံငွေအဆင့်သေးဖြစ်၍တစ်လအတွင်း2 ဆပြန်ရမယ့်ကြောင်းပြောခဲ့ပြီထိုတရင်ကိုကြားသောအခါသူသည်အလွန်ပန်းမြောက်သွားခဲ့ပြီနောက်တစ်နေ့တွင်သူ့ရဲ့မှာဒေါ်လာ22 တန်းသာရှိသည့်ကြောင့်တထေးမကိုပြောတော်လေတထေးမကဒေါ်လာ25 တန်းမပြည့်ပါအခြားမိဖက်သည်ကသဘောတူနိုင်မှာမဟုတ်ကြောင်းပြန်ပြောခဲ့ပြီထို့ကြောင့်သူသည်ပဝင်းကျင်အားတငယ်ချင်းအားလုံးကငွေချေးကန်နောက်ဆုံးတွင်ဒေါ်လာ25 တန်းရအောင်စုဆောင်းခဲ့ပြီငွေရရှိသောနောက်ဇနီးဖြစ်သူသည်အိမ်မှာခင်မွန်းရဲ့အမိပေါက်နေသည့်ကြောင်းတွေ့ရှိခဲ့ပြီထို့ကြောင့်သူမသည်သူတို့၏မင်္ဂလာနှစ်ပတ်ရက်နေ့တွင်ခင်မွန်းကိုအံ့ဩစရာအကြီးမားတစ်ခုပေးရန်ဆုံးဖြတ်ခဲ့ပြီဇနီးဖြစ်သူကဂုံပြူရန်ကိတ်မုံတစ်ခုကိုဂယူးဆိုင်တွင်ပြင်ဆင်ထားခဲ့ပြီတထေးမဟန်ဆောင်ထားသူကဇနီးဖြစ်သူအားဇောက်ထားထွန့်စေရန်ခင်မွန်းဖြစ်သူနှင့်ယင်းနှီးသလိုဟန်ဆောင်ပြပြီဇနီးဖြစ်သူကထိုအချင်းရာကိုတိသွားရန်ပြတော့အခါတထေးမကခင်မွန်းဖြစ်သူကိုအမြန်ဆုံးကွာရှင်းပေးရန်ပြောတော်ပြီထို့နောက်တထေးမရဲ့ဖိအားနှင့်ဆွေးဆောင်ချက်များကြောင့်ခင်မွန်းဖြစ်သူကဇနီးဖြစ်သူကိုကွာရှင်းပေးရတော့တမကအင်းကိုပါပေးရခဲ့ရပြီမကြခင်စီမံကိန်းရဲ့အမြတ်ဝေခွေချရမည့်အချိန်ရောက်လာပြီခင်မွန်းဖြစ်သူ၏တငယ်ချင်းအားလုံးအမြတ်ဝေခွေတောင်းရန်သူ့ထံကိုရောက်လာကြပြီသူသည်တထေးမကိုချက်ချင်းဖုန်းခေါ်ဆိုကသူမကသူ့အားဖုန်းကိုစပီကာဖွင့်ထားရန်နှင့်သူမရဲ့စကားတခွန်းတည်းကပင်အရာအားလုံးကိုဖြည့်ရှင်းပေးနိုင်မည်ကြောင်းပြောခဲ့ပြီခင်မွန်းဖြစ်သူ၏တငယ်ချင်းအားလုံးဖုန်းထဲသောတထေးမပြောတဲ့စကားကိုကြားလိုက်သောအခါတွင်မူ